farmer ရေး yes ကဲဒီနေ့ဘယ်လိုပုံစံညက်ပြရမလဲညီ ဟိုကျွန်တော်ဒီပေးတာဟိုအောက်လေးအောက်ပါပဲပေါ့ အောက်ပါမနော် အောက်ဒီဘက်အောက်အပြင်ဟိုဘက်အောက်ဘက်မှာကြာရှယ်နေထားမယ် ဟုတ်ပြီအဲ့တော့ကျွန်တော်အပေါ်မှာနည်းနည်းအပေါ်မှာတိတ်တော့မတူတော့ဘူးเนาะနည်းနည်းလေး အပေါ်မှာနည်းနည်းပါပြီးမှ ပါပြီမနော်โอเคဆိုအနောက်မှာလည်းဒီပုံစံတိုင်းပဲเนาะ ဟုတ်တယ် ဟုတ်ပြီโอเคဒါဆိုတော့ကျွန်တော်တို့စလိုက်ရအောင်လေเนาะ 希望梦想